皆さん2024ခုနှစ်ရဲ့အောက်တိုဘာintakeအတွက်ကိုအရန်ကောင်းတဲ့အကြောင်းတစ်ခုနဲ့စံပြလာပြီးတော့မိတ်ဆက်ပေးနေတာဖြစ်ပါတယ်ဆိုတော့2024ခုနှစ်ထဲမှာဂျပန်မှာကျောင်းတက်ကိုတက်ရမယ်လို့ယူရထားတဲ့သူတွေအရန်ကောင်းတဲ့အကြောင်းကိုသွားခြင်းနဲ့အာမခံချက်ရှိတဲ့အကြောင်းကိုရွေးချယ်ပါတယ်ဆိုတဲ့သူတွေကဒီဗီဒီယိုကိုစောင့်ကြည့်လိုက်ပါ皆さんお久しぶりですAmazing 日本語学校ですဆိုတော့အားလုံးပဲမင်္ဂလာပါအမကတော့ Amazing CLC မှာ founder မခင်မျိုးဝေပဲဖြစ်ပါတယ်ဆိုတော့အမဗီဒီယိုရေးများဖြစ်တာလဲကြားနေပါပြီဆိုတော့ဒီနေ့မှာအမကဂျပန်နိုင်ငံကိုအကြောင်းရှောက်ကြတဲ့အခါမှာကလေးတွေကဘလို့အကြောင်းမျိုးတွေကိုရွေးသင့်တယ်ဆိုတဲ့အကြောင်းရယ်ပြီးတော့မှအမတို့စီမှာအခုအဲ့ဒီအချက်နဲ့ကိုက်ညီတဲ့အကြောင်းတစ်ကြောင်းကအခုလက်ရှိမှာတစ်လပိုင်းမှာလူတွေ့အင်တာဗျူးခေါ်နေပြီဆိုတဲ့အကြောင်းကိုအမက sharing လုပ်ရင်းနဲ့တခါတည်းခေါ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုစောင့်ကြည့်ပေးပါဆိုရင်အမားတို့ကဂျပန်နိုင်ငံကိုကျောင်းတက်ဖို့ရွေးတဲ့အခါကျရင်ကျောင်းသားတွေနဲ့ပထမဆုံးစဉ်းစားတဲ့နာကပထမဆုံးဒီ COE ခိုင်မာမှုရှိမရှိပေါ့ COE အောင်နိုင်တဲ့ကျောင်းမျိုးလားတကယ်ကိုခိုင်မာတဲ့ကျောင်းမျိုးလားဆိုတော့အရင်ဆုံးရွေးတဲ့နယ်ပေါ့နော်ဒါမှလည်းဒီ COE မအောင်ဘူးဆိုလို့ရှိရင်ကျန်တာတွေအကုန်လုံးကသွားပြီကိုယ့်ရဲ့အိမ်မက်တွေအကုန်လုံးကလုံးဝတဲတဲ့ရေတုံဖြစ်သွားမှာဆိုတော့အမားတို့ကျောင်းတွေရွေးတဲ့အခါမှာကျောင်းသားတွေမှာရွေးချယ်ခွင့်ရှိတယ် Class A ကျောင်းရှိတယ် Class B ကျောင်းရှိတယ်အများကြီးပဲပေါ့နော်အဲ့လိုထဲမှာတေးသေးချာချာလေး history ကောင်းပြီးတော့ရာဇဝင်ရှိပြီးတော့မှ COE ခိုင်မာတဲ့ကျောင်းမျိုးကိုနံပါတ်1ရွေးချယ်တင်တယ်အဲ့တော့ COE ခိုင်တဲ့ကျောင်းဆိုလို့ရှိရင်တော့ Class A ကျောင်းပေါ့နော် Class A ကျောင်းဆိုတာကဒီဂျပန်နိုင်ငံရဲ့လာဝကကနေပြီးတော့မှဒီကျောင်းကဆိုလို့ရှိရင်တော့ Class A ကျောင်းဖြစ်တဲ့အတွက်ကြောင့်မလို့စာရွက်စာတမ်းဆိုလို့ရှိရင်အနည်းဆုံးနဲ့ရှောက်လို့ရတယ်ကန့်တက်မှုစီစဉ်မှုနည်းတယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့အမတို့ကအလွယ်ဆုံးရှင်းပြမယ်ဆိုရင်အဲ့လိုကျောင်းမျိုးကိုရွေးပြီးတော့ရှောက်တင်ပါတယ်ဒါနံပါတ်1ချက်ပါနောက်တစ်ခုကနံပါတ်2ချက်ကစစတို့ကကျောင်းရှောက်တယ်ဆိုတဲ့အခါမှာဒီကျောင်းကကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရဲ့ dream တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကိုဘယ်လောက်ထိ supporting ပေးနိုင်တဲ့ကျောင်းမျိုးလဲဆိုတာကိုကျောင်းသားတွေနဲ့ရွေးရလိမ့်မယ်ပေါ့နော်ဆိုတော့ဥပမာတချို့ကျောင်းတွေကကျတော့ COE တော့ခိုင်ပါတယ်ဒါပေမဲ့လို့ကိုဖြစ်ချင်တာကို supporting မပေးနိုင်ဘူးဥပမာတာမန်ဒီဂျပန်စာသင်တန်းကျောင်းလေးတစ်ခုပဲလားအကယ်၍အဲ့လိုမဟုတ်ပဲနဲ့အနောက်မှာကိုဖြစ်ချင်တဲ့ဆမ်မွန်ကိုဆက်သွားချင်တာအသက်မူဝမ်းကျောင်းပညာအင်ဂျင်နီယာဖြစ်ချင်နေတာကားပညာနဲ့ပတ်သက်တဲ့ကျောင်းကိုတက်ချင်တာဒါမှမဟုတ်လို့ရှိရင်ကိုကဟိုတယ် life ကိုရွေးချင်တာအဲ့လိုမျိုးကျောင်းတွေ supporting ပေးနိုင်တဲ့တစ်ဆက်ထဲမှာရှိတဲ့ group company မျိုးလားဆိုတော့ရွေးတယ်နေပေါ့နော်ဆိုတော့အဲ့လိုကျောင်းမျိုးကိုရွေးတာကပို့ပြီးတော့မှချိတ်ဆက်မှုအားပိုကောင်းတယ်အချိန်တိုတိုနဲ့အမြန်ဆုံးကိုယ့်ရဲ့ရည်မှန်းချက်ကိုရောက်နိုင်တယ်ဆိုတော့ကျောင်းရွေးတဲ့အခါကျရင်တာမန်ဂျပန်စာသင်ကျောင်းတစ်ခုတည်းမဟုတ်ဘဲနဲ့တေးသေးချာချာအနောက်ကနေပြီးတော့ college တွေဒါမှမဟုတ်လို့ရှိရင် university တွေနဲ့တခါတည်း group ဖြစ်ထားတဲ့ဟာအနိုင်ဆုံးအဆင့် group မဟုတ်ဘူးလို့ဆိုရင်တော့မှပဲတေချာချိတ်ဆက်မှုအားကောင်းတဲ့ language school မျိုးကိုရွေးချယ်တင်ပါတယ်ဒါကနံပါတ်1ချက်ပါနံပါတ်3ချက်ကဒီကျောင်းကြီးတဲ့အခါကျလို့ရှိရင်စမ်းစဲတို့မြန်မာနိုင်ငံကကလေးတွေကအချိန်ပိုင်းလောက်ကိုမဖြစ်မနေလောက်ကြဖို့လိုအပ်တယ်။ဘာလို့လဲဆိုလို့ရှိရင်အချိန်ပိုင်းလောက်အားကမရဘဲနဲ့ဒီကျောင်းလာကရောဂျပန်မှာနေမဲ့နေထိုင်စိတ်စားစိတ်တွေအကုန်လုံးကို cover လုပ်ဖို့ဆိုတာအရင်ခက်ခဲတယ်။ဆိုတဲ့အခါမှာအချိန်ပိုင်းလောက်ကိုချိတ်ဆက်ပေးမှုအားကောင်းတာရောအချိန်ပိုင်းအလောက်ကကျောင်းကချိတ်ဆက်ပေးတဲ့အလုပ်နဲ့ကိုယ်နဲ့ fit မဖြစ်ရင်တော့မှပဲအပြင်အနီးနားပတ်ဝန်းကျင်မှာအချိန်ပိုင်းလောက်ကိုရွေးချယ်ဖို့အခွင့်အလမ်းများတဲ့မျိုးကိုရွေးတဲ့တယ်ဒါမျိုးကိုပို့ပြီးတော့မှရွေးမယ်ဆိုရင်အထူးသဖြင့်ပြောမယ်ဆိုရင်နေအရန်ကြားတဲ့နေရာမျိုးကိုရွေးတယ်ကျောင်းနဲ့ဒီနားမှာကဆိုင်နေပါဘာမှတော့မရှိဘူးဒါမျိုးဆိုရင်ကိုယ်အနေနဲ့အချိန်ပိုင်းလုပ်ဖို့အတွက်ခက်ခဲလိမ့်မယ်ဒါကြောင့်မလို့ကျောင်းသားတွေရဲ့အဓိကဂျပန်ရောက်ပြီးသွားတဲ့အခါမှာအချိန်ပိုင်းအတွက်ကိုယ့်ရဲ့ဝင်ငွေအတွက်ကိုစဉ်းစားပြီးတော့မှအချိန်ပိုင်းလောက်အားခလွယ်တဲ့နေရာမျိုးလောက်အားခများတဲ့နေရာမျိုးကိုရွေးတင်ပါတယ်ဒါကနံပါတ်3ချက်ပါကဲဒါဆိုလို့ရှိရင်စမ်းတဲ့အခုပြောသွားတဲ့အချက် main 3ချက်ပေါ့ဒီ3ချက်ကိုခိုင်မာတဲ့အကြောင်းမျိုးဆိုလို့ရှိရင်ကျောင်းသားတွေကရွေးချယ်လို့ရပါတယ်ဆိုတော့အခုစမ်းစဲကအဲ့ဒီ3ချက်အပြင်ကိုအားသာချက်ခိုင်မာချက်အများကြီးရှိတဲ့အကြောင်းကိုစမ်းစဲတို့ကဒီ January 2016 January မှာ Amazing CLC မှာ interview ရှိတယ်အဲ့ဒီအကြောင်းကိုစမ်းစဲအခုကနေစပြီးရှင်းပြမယ်ဒီအကြောင်းကိုစမ်းစဲရဲ့တပည့်တွေအကုန်လုံးကိုရှောက်စီချန်တော့တဲ့အထိကို recommend ပေးတဲ့အကြောင်းမျိုးပေါ့နော်အဲ့ဒီအကြောင်းမျိုးနဲ့စမ်းစဲစပြီးတော့မိတ်ဆက်ပြီးမှဖြစ်ပါတယ်ဒါဆိုရင်စမ်းစဲတို့ဒီ2026ခုနှစ်တလပိုင်းမှာလာမယ်စမ်းစဲတို့ပထမဦးဆုံးစမ်းစဲ recommend ပေးထားတဲ့အကြောင်းက ASO College Group ပေါ့နော်ဆိုတော့ဒီအကြောင်းဒီဂျပန်လူမျိုးတွေကြားထဲမှာလည်းအရန်နာမည်ကြီးတယ်အဲ့တော့ ASO College Group ဆိုတဲ့ဟာကိုမသိဘူးဆိုလို့ရှိရင် website မှာရိုက်ပြီးရှာကြည့်ပါကျောင်းသားဘယ်လောက်များလဲဘယ်လိုလူမျိုးတွေတက်ရောက်နေလဲဆိုတာကိုနည်းနည်းလေးလာကြည့်ပါကိုယ့်ရဲ့အနာဂတ်နဲ့ဆိုင်တဲ့ကိုယ့်ရဲ့ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့အကြောင်းမျိုးကိုကိုယ်တိုင်ကတိတိကျကျလေးစီစစ်ရွေးချယ်ပြီးတော့မှရှောက်ဖို့အတွက်ကိုစမ်းတဲ့အကြံပေးတယ်အဲ့လိုရွေးမယ်ဆိုလို့ရှိရင်လည်းစမ်းတဲ့အခုပြောတဲ့အားဆိုအကြောင်းကိုလုံးဝရွေးတဲ့နေဆိုတဲ့အကြောင်းပြောမယ်အဲ့တော့ရွေးတဲ့အကြောင်းအရာကနံပါတ်1ချက်ကအခုပြောတဲ့
COE ခိုင်မာမှုရှိတယ်အချိန်ပိုင်းလာကအချိန်ပိုင်းရှာဖို့လွယ်ကူတယ်နောက်ဆုံးချက်ဒီအကြောင်းကိုရှောင်းလိုက်ပြီဆိုတော့ ਨੇ နောက်ခံကိုယ့်ရဲ့အနာဂတ်မှာ engineer ဖြစ်ချင်တာလားဒါမှမဟုတ်ကိုက designer ဖြစ်ချင်တာလားဒါမှမဟုတ်နောက်ဆုံးกว่าရည်မှန်းချက်အမြင့်နေထားမယ် pilot ဖြစ်ချင်တာလားဒီလောက်မှာဒီအကြောင်းကြီးက supporting ပေးနိုင်တဲ့အကြောင်းမျိုးဖြစ်တယ်ဒါကြောင့်မလို့ဒီအကြောင်းကိုရှောက်ဖို့စံနေက recommend ပေးတယ်စံနေတို့15ယောက်တိလက်ခံမယ်အမြန်ဆုံးကရှောက်တဲ့သူလက်ခံသွားမယ်အဲ့ဒီအပြင်ကို amazing ကနေပြီးတော့ထုံးစံအတိုင်းထူးခြားတဲ့ planဒီ showman နဲ့ပတ်သက်ပြီးတော့လည်း amazing GRC ကနေပြီးတော့မှ supporting ပေးသွားမယ်။ကျောင်းသားတွေအများတန်း COE reject ဖြစ်မှာကြောက်တဲ့ 4E4K တို့အရန်ကြောက်တဲ့ဒီ ban နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလုံးဝစိတ်ပူစရာမလိုရှိအောင်စိတ်ပူစရာမရှိအောင်စံတို့ဘက်ကနေပြီးတော့ supporting ပေးသွားမှာဖြစ်တယ်။ဆိုတော့အားလုံးအမြန်ဆုံးလာလျှောက်ဖို့စံတွေကနေပြီးတော့ recommend ပေးပါတယ်။ကဲဒါဆိုလို့ရှိရင်တော့စုပေါင်း15ယောက်ပဲလက်ခံမှာဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်ဆုံးစာရင်းပေးဖို့အတွက်ပြေးလာဖို့အတွက်စံစဲကနေပြီးတော့ဖိတ်ခေါ်ပါတယ်။ဒါပါမတမ်းနေ